အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီထဲမှာလည်းလာမယ့်မေလ22ရက်နေ့ဒိုင်နာစာရဲမှာထိုးမဲ့ဘရော်နီကာနဲ့ဂျပန်ဖိုက်တာကာနာပွဲအကြောင်းအနေငယ်ထပ်ပြောချင်ပါတယ်အဲ့တော့ဖိုင်တာရဲ့အခြေအနေနဲ့ပြန်ပွဲအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပြီးသလောက်ပြည်သက်တွေကိုတင်ဆက်ပေးသွားမှာပါဆိုတော့ဘရော်နီကာနဲ့ကာနာတို့နှစ်ယောက်ကဝမ်ချန်ပီယံရှစ်မှာ၄ပွဲစီထိုးဖို့ထားပါတယ်အဲ့တော့သူတို့နှစ်ယောက်မှာဘယ်လိုတဲ့ချက်ကဘရော်နီကာထိုးတာကမွေးထိုင်ပွဲ၄ပွဲကာနာကတော့၄ပွဲစလုံးကေးပေါင်းစဉ်ပွဲတွေပါဂျပန်ဖိုက်တာကာနာကိုတိုင်းကကေးပေါင်းစဉ်ဖိုက်တာစစ်တယောက်ပါအဲ့တော့အလိုနေထားမျိုးမှာအခုဘရော်နီကာနဲ့ပွဲကလည်းကေးပေါင်းစဉ်ပွဲမျိုးဆိုတော့ကာနာကိုတာပေးတဲ့ပွဲဆိုတာလုံးဝရှင်းပါတယ်ဒါကလည်းဝမ်ချန်ပီယံရှစ်ကဂျပန်ဖိုက်တာတွေကိုခုနောက်ပိုင်းတည်တည်သားသားအခွင့်အရေးပေးလာတာပါဆိုတော့ဘရော်နီကာအတွက်ကသူရဲ့ပထမဆုံးကေးပေါင်းစဉ်ပွဲဖြစ်လို့အားနည်းချက်တွေတော့ရှိလာနိုင်ပါတယ်အဲ့တော့မွေးထားပွဲနဲ့ကေးပေါင်းစဉ်ပွဲမှာစင်မြင့်စီကအနေငယ်ကွာတာလည်းရှိပါတယ်အရိချက်ကတော့ဘရော်နီကာအတွက်အခက်တွေးလာနိုင်ပါတယ်ဆိုတော့ကာနာဘကကြည့်မဲ့ဆိုရင်သူကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်လို့အားသာချက်တွေအများကြီးရှိပါတယ်ဂျာလပိုင်းရကြည့်မဲ့ဆိုရင်တော့ဘရော်နီကာ3ပွဲနိုင်1ပွဲရှုံးကာနာ2ပွဲနိုင်2ပွဲရှုံးဆိုတဲ့အတွက်ဘရော်နီကာအနေငယ်အသာရထားပါတယ်ဒါပေမဲ့စောစောရေးပိုင်းရတစ်ချက်ကြည့်မဲ့ဆိုရင်ဘရော်နီကာနိုင်ရတဲ့3ပွဲထဲမှာဂျူနီယာကိုလဲထုံးနဲ့အနိုင်ရတဲ့ပွဲကတော့တော်တော်လေးအားရစရာပါဘရော်နီကာအမှန်နဲ့နိုင်တဲ့နောက်ဆုံး2ပွဲကတော့သိအားရစရာမရှိတာဖြစ်ပါတယ်အဲ့တော့ကာနာနိုင်တဲ့2ပွဲမှာစတန်ကိုနိုင်ရတဲ့ပွဲကတပွဲလုံးအသာစီးနဲ့တော်တော်လေးအားရစရာဖြစ်ခဲ့ပါတယ်ဆိုတော့ဒီပွဲကဘရော်နီကာအတွက်ကျင်းသေးခက်ခဲမဲ့ပွဲချက်တစ်ပွဲပါအဲ့တော့ဘရော်နီကာတွန်းတွန်းတိုက်နဲ့ကြိုးစားရုံးရလို့နိုင်ရမယ်ဆိုရင်လေချန်ပီယံစိန်ဝင်းကတော်တော်ကြီးနီးစပ်သွားတော့မှာပဲဖြစ်ပါတယ်